ဒီအောက်ကဒီအဝါလေးကိုကြတော့ဒါအောက်ဆိုးလို့ခေါ်တယ်ကျမ်းမြင်နဲ့ထိတဲ့နေရာလေးကိုအောက်ဆိုးခေါ်တယ်အလေကခုနဒီသုံးခုဒီအလေမှာရှိတဲ့မစ်ဆိုးလို့ခေါ်တယ်ဒီဖက်နှက်ထဲမှာရှိတဲ့ရှာလေးအဲ့ရှာကိုကြတော့အင်ဆိုးလို့ခေါ်တယ်အဲ့တော့ဆိုးမှာကျွန်တော်တို့ကသုံးဖို့တောင်တက်ထားဒီဖက်နှက်ကြီးကိုကြည့်လိုက်အထူကြီးပဲခြေတော့ခင်ဗျလဲနိုင်ကြအကြောင်းမရှိဘူးအဲ့တော့ခုနပြောတယ်လဲတယ်ဆိုတာဒီဖက်နှောင်ရိုးကဘေးကိုစောင်းတာညာကိုစောင်းတာဘယ်ကိုစောင်းတာအဲ့ဒါကိုလဲတယ်လို့အဲ့ဒါကိုလဲလို့ညအောင်သူကဒီနောက်ကဘာနဲ့ချုပ်ထားလဲဆိုတော့ဒီထဲမှာခွက်ထည့်ပြီးတော့ချုပ်ထားတယ်ဟီးကောင်တာလို့ခေါ်တယ်ဟီးကောင်တာဖနှောင်ထည့်တဲ့ခွက်ပေါ့နော်ဖနှောင်ကိုအဲ့ခွက်ထဲမှာထည့်ပြီးချုပ်ထားတဲ့အတွက်ဖနှောင်ကငြိမ့်နေတယ်ဗျ6လောက်ကအဲ့တော့ဒီဖနှက်ကြီးကအကုန်ထည့်ထားဖြစ်တဲ့အတွက်လေးပြီပေါ့ဗျာအဲ့တော့ဒီဖနှက်ကို motion control လို့ခေါ်တယ် motion control motion control ဆိုတာဒါမျိုးဖက်နှက်ကြီးတွေကိုပြောချင်တာဒါပေမဲ့ဒီကောင်ကြီးတွေအရန် injury ဖြစ်ဖို့ခဲရင်းနဲ့လူကိုတက်တောင့်တက်တာအရန် ease ဖြစ်တယ်အဲ့တော့ motion control ဒီ beginner တွေနဲ့တော့ကြိုက်တယ်ဖက်နှက်ဝယ်လို့ရှိရင်ကျွန်တော်တို့အဲ့တော့ motion control ဝယ်မလား stability ဝယ်မလား neutral ဝယ်မလားဒါကိုပဲစဉ်းစားပြိုင်ပွဲဥမာ5 km လောက်ပြိုင်မယ်ဆိုရင်တော့ခုနကျွန်တော်စီးခဲ့လေ neutral လိုဟာမျိုးလေးပဲစီးမှာပေါ့ပေါ့လေးနဲ့5 km ခဏလေးအဲ့လိုလေးသွားမှာပေါ့ကျွန်တော်တို့ဟုတ်ပြီကိုကဖက်နှက်တရံတွေ့ရအကြံပေးလို့ရှိရင်လေအဲ့ဖက်နှက်က motion controller stability neutral လာကိုယ့်အကိုပြန်သုံးသက်ကိုယ့်အကို idea နဲ့စဉ်းစားကျွန်တော်က concept ထည့်ပေးလိုက်တယ်အဲ့လိုမျိုးကိုယ့်အကိုပြန်စဉ်းစား Google မှာ review ဖတ်အဲ့လိုမျိုးသွားတာဆရာဘယ်ဖက်နှက်ကောင်းလဲလို့လာမေးလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်နဲ့ပဲဒီဖက်နှက်ကကောင်းချင်ကောင်းမှာပေါ့နောက်တစ်ယောက်နဲ့じゃကောင်းချင်မှကောင်းပါလေအဲ့လိုမျိုးတော့ကြွားတယ်အဲ့ဒါကိုပြောချင်တာ